အိမ်မက်လိုပဲပြောမှဆိုရင်တော့အိမ်မက်လိုပဲပြောမှဆိုရင်တော့ပြောတော့ဒါဘောမှာတစ်ခါမှလည်းဟိုမဖြစ်ဘူးပေါ့နော်အိမ်မက်လိုပဲပြောမှဆိုရင်တော့ဒီကတော့အများနဲ့ထိုးတယ်ပေါ့ဗျာဒီကတော့အများနဲ့ထိုးရဆိုပေမဲ့လောက်ပြီးတစ်ခါဟိုလောက်စုကြီးပေါက်မယ်လို့တော့မထင်တာပေါ့နော်အခုပေါက်တယ်ဆိုတော့ဒါပြောတာပေါ့နော်ကြော်ညာတစ်ခုမှတွေ့တာပေါ့နော်တွေ့ရနေစပြီးတော့ဒုတိယလောက်ကစဖြစ်မလားမသိဘူးဒုတိယလောက်ကစပြီးကျွန်တော်ဟိုဒီ application လေး down ပြီးတော့ကျွန်တော်အစထိုးပြတာပေါ့ဒီလူတွေကတော့9000ပေါက်ဘူးတာပေါ့9000နှစ်ခါပေါက်ဘူးတာပေါ့9000နှစ်ခါပေါက်ဘူးတယ်1000လည်းပေါက်ဘူးတာပေါ့ဟုတ်ဒီ online ထိကလည်းအခု1000နေပေါက်တယ်ပေါ့နော်9ဆောင်လို့17ဆောင်လို့12ဆောင်လို့12ဆောင်တော့အများဆုံးပေါ့နော်ထိုးတယ်ကျွန်တော်တော့ဟောပေါ့နော်ပြီးပါတွေကြောက်မှာပေါ့ပြီးပါကြောက်ပြီးလို့ရင်တော့ကျွန်တော်ကပထန်တော့အကြောင်းလေးမှာပေါ့နော်အလူလေးနည်းနည်းလူဖို့ရှိတာပေါ့ကျွန်တော်ပုံမှန်CV base နဲ့ထိုးတာပေါ့ဒီအောင်မလေးသိစုထီတွေကပေါ့ဟိုတလားနေလို့ရှိရင်နှစ်ခါထွက်ပေးရင်ကောင်းမယ်လို့ကျွန်တော်စိတ်ကူးရှိတယ်ပေါ့နော်အရင်တုန်းကနောက်ကျတော့တကယ်ပေါ့ဗျာအခု online ထိကနေပြီးတော့တကယ်အဲ့ဒါကိုဖြည့်ဆည်းပေးတာပေါ့ဗျာတလားတစ်ခါထွက်ပေးတယ်ဆိုတော့ကျတော့ဟိုပို့ပြီးတော့ဟိုပေါက်ဖို့အခွင့်အရေးပိုများတာပေါ့ဗျာကျွန်တော်တို့ပုံမှန်အလုပ်လုပ်မယ်ဆိုရင်ဒီလောက်ငွေကြီးကစုအောင်နိုင်ဖို့ဆိုတာတော်တော်ကြီးကိုခက်ခဲတယ်ပေါ့နော်အခုလိုမျိုးဒီပေါက်တဲ့အတွက်လည်းဒါဟိုတာဝန်ရှိတဲ့လူအားလုံးလည်းကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်5 digit online ထီလာပါပြီကန်ထူးရှင်ကြီးဖြစ်တော့ပြီ